UFC fighter ဘောကတစ်ချိန်မှအလဲထိုးမခံခဲ့ရတဲ့ Max Holloway ကိုတတိယအချီမှာအမောက်သိပ်ပစ်တာကိုကြည့်ုံနဲ့ဒီ fighter ရဲ့လက်သီးပါဝါကိုခင်ဗျားတို့ခံမှန်းမိကြမှာပါAlexander Volkanovski လိုမျိုးဂန်ဒဝင်းဖိုက်တာချန်ပီယံတယောက်ကိုဒုတိယအချီမှာလက်သီးတစ်ချက်ထဲနဲ့အမောက်သိပ်ပြီးနောက်ဖယ်တာဝတ်တန်းရဲ့ချန်ပီယံတစ်ဖြစ်လာခဲ့ပါတယ်။ Lightweight တန်းရဲ့နက်ဖျားတစ်ပါးလိုတောင်တင်စားခံရတဲ့ Charles Oliveira ကိုပထမအချီမှာပဲညာဝိုက်လက်သီးနဲ့အမောက်သိပ်ပစ်လိုက်တာဟာ UFC ရဲ့ပရိသတ်တွေပစက်အဟောင်းသားဖြစ်စေခဲ့ပါတယ်။ဆရာကြီးတွေကိုပါအထက်ကန်ဝိုင်းထဲမှာနှစ်ချိုက်စွာအိပ်ပျော်စေခဲ့တဲ့ကမ္ဘာဖြတ်အားအပြင်းဆုံးဖိုက်တာမာကာရှက်ကဒီအချက်တွေကြောင့်အီလီယာကိုကြောက်ပြီးဝတ်တန်းတက်ပြီးထွက်ပြေးတာအတိအတာကြီးပါလက်ရှိ lightweight champion ရဲ့နောက်ထပ်သားကောင်းကဘယ်သူဖြစ်မလဲကျွန်တော်ကတော့မာကာရှက်ဖြစ်စေချင်ပါတယ်ဝတ်တန်းတက်ပြီးထွက်ပြေးသွားလဲမလွတ်နိုင်ပါဘူးအီလီယာတိုပူရီယာရဲ့လက်သီးချက်တွေဟာကြိုက်ဖက်ဖိုက်တာတွေကိုအသက်ရှူရက်လူနီးပါခံစားရစေတဲ့အိမ်မက်ဆိုးတစ်ခုလိုပါပဲနောက်ထပ်ဘယ်သူကိုဆက်ပြီးအမောက်သိပ်အောင်မလဲဆိုတာရင်ခုန်စွာနဲ့စောင့်ကြည့်ရအောင်ပါ